Jésusရှင်သခင်ယေရှုကျွန်ုပ်တို့ကြည်ရှုတော်မူတည်တတ်သောဤခန္ဓာတွင်နေရသောကာလအစဉ်ကိုယ်တော်ကိုခိုလုံးအခွင့်ပေးတော်မူအိုယေရှုရှင်ဆိုသွမ်းသောသူတို့လက်ဖြင့်ခံတော်မူအသေးသက်ခြင်းအောင်မေလက်ကာလအစဉ်စိတ်နှလုံးအထက်တွင်လေကိုယ်တော်ကိုနှစ်သက်ချစ်ခြင်းပြေဆုံးပါစေတော်အရှင်ဤဘဝမှာပြောင်းသောခါထံတော်တွင်မြတ်သောချမ်းသာဆိုင်ရသောအခွင့်အရာမြတ်ကုသိုလ်တော်အပြင်သာမြတ်အမွေတော်ခံစေပါအိုယေရှု